ဟုတ်ကဲ့ပါကျွန်တော်တို့ဒီအပိုင်းနှစ်မှာမျိုးတစ်ချောက်ဒေသခံလူမျိုးများရဲ့ပြောင်းလဲမှုနဲ့ခရီးယန်သဒ္ဒနာပြန့်နှံ့ပုံဆိုတဲ့အပိုင်းလေးကနေစကြပါမယ်။နောက်ပိုင်းရောမအင်ပါယာရဲ့နိုင်ငံရေးနယ်နိမိတ်တွေလုံးဝပါပြီးတော့ပြိုလဲသွားတဲ့အခါမှာခရီးယန်သဒ္ဒနာကအဲ့ဒီအင်ပါယာရဲ့နယ်နိမိတ်ဟောင်းတွေကိုကျော်လွန်ပြီးတော့ရောမယဉ်ကျေးမှုမရောက်ဘူးတဲ့နေရာတွေစီအထိကိုပြန့်နှံ့သွားခဲ့ပါတယ်။ဆိုတော့အဲ့ဒီနေရာတွေစီကိုတစ်ခုချင်းသွားကြပါမယ်။ပထမဆုံးတစ်ခုကတော့ Ireland နဲ့ Irish သာသနာပြုအဖွဲ့တွေဆိုတာနဲ့ပတ်သက်တဲ့အကြောင်းပါ85ရာစုမှာ Irish ဒေသစီရင်စုကပြိုင်ဘက်မရှိဖွံ့ဖြိုးလာခဲ့ပါတယ်။အဲ့ဒီထဲမှာအခုခေတ်ဝေးနဲ့ Ireland လို့ခေါ်တဲ့ဒေသတွေလည်းပါဝင်ခဲ့တယ်ပေါ့။နောက်ပြီးတော့အဲ့လိုပါဝင်ခြင်းမျိုးမှာခရီးယန်သာသနာကရောမပြည်သိမ်ကနေတဆင် Ireland ကိုပြန့်နှံ့ခဲ့တာဖြစ်နိုင်ပါတယ်။အထူးသဖြင့်ရှင် Patrick ရဲ့သာသနာပြုအဖွဲ့ကအများကြီးကူညီဆောင်မခဲ့တယ်ပေါ့ဒီ Patrick ဆိုတာကတော့ Ireland မှာကြေးကျွန်အဖြစ်ဖမ်းဆီးခံခဲ့ရဘူးတဲ့သူဖြစ်ပြီးတော့ဒီလွတ်မြောက်လာတဲ့နောက်ပိုင်းမှာ Bishop အဖြစ်ရဟန်းဝစ်ခဲ့တဲ့သူပါဒီကတဆင်သူလွတ်မြောက်လာပြီးရဟန်းဝစ်ပြီးတဲ့နောက်မှာသူ့ကိုကြုံပြုခဲ့တဲ့ကျွန်းငယ်လေးစီကိုပြန်သွားပြီးတော့ပဲသူတို့အတွက်တမန်ကျမ်းစာကိုယူဆောင်လာခဲ့ပါတယ်အဲ့လိုနဲ့မကြခင်မှာပဲဒီစိန့်ကိုလန်ဘာနဲ့ကိုလန်ဘန်နတ်တို့လိုအိုင်းရသာသနာပြုအဖွဲ့တွေကခရီးယန်သာသနာကိုဖြန့်ချီခဲ့ကြတော့တယ်ပေါ့နောက်ပြီးတော့အဲ့ဒီသာသနာပြုလုပ်ငန်းတွေကနေတည်တာတဲ့အိုင်းရမူတနည်းအားဖြင့်အသင်ပြင်တွေကစကော့တလန်နဲ့တိုက်ငယ်ဒီဥရောပအတွင်းပိုင်းတွေအထိကိုတက်ရောက်ခဲ့ပါတယ်အဲ့ဒီထဲကမှတစ်ခုကတော့အရင်ကလူလူဖျားရှိခိုးပွဲတွေမှာလူသိရှင်ကြားအဘက်ဖြေရတဲ့အလေးထားနေရာမှာဒီတတိပုဂ္ဂလအဘက်ဖြေခြင်းအကျင့်ကိုအစားထိုးလိုက်ခြင်းပါပဲโอเคနောက်တစ်ခုကတော့ဒီအင်္ဂလိုဆက်ဆင်းတွေနဲ့ပတ်သက်တဲ့အကြောင်းပါပြည်ထိုင်တောင်ပိုင်းဟာရောမခရိုင်တစ်ခုဖြစ်ခဲ့ဘူးပေမဲ့ဒီ8400ခွန်မှာအင်ပါယာစစ်သည်တော်တွေကပြည်ထိုင်ကျွန်းကိုစွန့်ခွာသွားခဲ့တယ်လို့ရောမကခန့်အပ်ထားတဲ့အုပ်ချုပ်သူတွေလည်းလိုက်ပါသွားခဲ့ကြပါတယ်ဒီလိုနဲ့အဲ့ဒီရာစုရဲ့နောက်ပိုင်းမှာဒီအမျိုးမျိုးသောတိုင်းသားလူမျိုးတွေကပြည်ထိုင်ကျွန်းကိုစီးနင်းလူရက်တာတွေကျူးကျော်ဝင်ရောက်အခြေချတာတွေဖြစ်လာခဲ့အဲ့ဒီလူမျိုးစုတွေကတော့ဒီကောင်းစဉ်ဖြစ်တဲ့အင်္ဂလိပ်ရဲ့ရှေ့ပြေးလေးဖြစ်တဲ့အင်္ဂလိုဆက်ဆင်းလူမျိုးတွေပဲဖြစ်ပါတယ်နောက်ပြီးတော့သူတို့ဟာလုံးဝအုတ်တုံရှေးဟောင်းလူမျိုးတွေဖြစ်ပြီးတော့အင်ပါယာရဲ့အစိပ်ပိုင်းထဲမှာဒီဘယ်တော့မှမပါဝင်ခဲ့ပါဘူးသူတို့ကပါဝင်တဲ့လူမျိုးတွေစီကခရီးယန်သာသနာရဲ့လွှမ်းမိုးမှုတွေကိုကြုံခဲ့ရပေမဲ့တကယ်တမ်းခရီးယန်သာသနာကိုကူးပြောင်းခဲ့တာကတော့ဒီပိုဟန်မင်းဂရီဂိုရီဂရိတ်ကဆီလွတ်ခဲ့တဲ့ဒီစိန့်အော်ဂတ်စတင်ရဲ့သာသနာပြုအဖွဲ့ကြောင့်ပါပဲပြီးတော့နောက်ပိုင်းမှာဒီ Archbishop Theodore လက်ထက်ရောက်တော့ဒီအင်္ဂလိုဆက်ဆင်းတွေကယဉ်ကျေးမှုနဲ့ပညာတော်သင်ရွှေခေတ်ကိုခံစားခဲ့ကြရတယ်။အဲဒီကတဆင်သိမ့်မကြခင်မှာပဲဒီ Saint Willibrord, Willibrord, Lulus နဲ့ Boniface တို့လိုအင်္ဂလိပ်သာသနာပြုအဖွဲ့တွေကဂျာမနီမှာရှိတဲ့သူတို့ရဲ့ရွှေမျိုးသားချင်းဆက်ဆင်းတွေကိုခရီးယန်သာသနာထဲဝင်ဖို့စီးရုံးတာတွေစတင်လာခဲ့ကြတော့တယ်။ Okay နောက်တစ်ခုကတော့ဟော်လန်များဆိုတဲ့အပိုင်းမှာခေတ်သစ်ပြင်သစ်လို့ခေါ်တဲ့ဂူနယ်မှာနေထိုင်တဲ့ဂယ်လိုရောမခရီးယန်အများစုက85ရာစုရဲ့အစပိုင်းလောက်မှာဂျာမန်ဟော်လန်လူမျိုးတွေရဲ့လွှမ်းမိုးမှုကိုခံခဲ့ကြရတယ်။ဒီမူလတိုင်းသားလူမျိုးတွေကတော့ဟော်လန်ဘီယင်ဂလိုဘတ်တစ်ကရှေးရိုးဘာသာကနေရိုမန်ကက်သလစ်ဘာသာကိုကူးပြောင်းတဲ့496ခုနှစ်အထိကိုဖိနှိပ်ချုပ်ချယ်မှုတွေခံခဲ့ရတယ်။အဲဒီဂလိုဘတ်ကသူ့ရဲ့နောက်လိုက်ကောင်းတွေဟာတင်းမြတ်လျောက်ပတ်မှုကိုလိုက်နာကြတဲ့အတွက်အုပ်ချုပ်သူတွေရဲ့ယုံကြည်မှုနဲ့အုပ်ချုပ်ခံတွေရဲ့အယူဝါဒဟာဒါဟာသာဖြစ်ပြီးတပေါင်းတစည်းတည်းဖြစ်သွားတာကသူ့ရဲ့အသည့်တည်ထောင်ထားတဲ့နိုင်ငံကိုအင်အားပြည့်စေခဲ့တယ်လို့အခိုင်အမာပြောကြားခဲ့တယ်ဗျ။ Okay နောက်တစ်ခုကတော့နယ်သာလန်နဲ့ဟော်လန်မဟုတ်တဲ့ဂျာမန်ဆိုတဲ့အပိုင်းမှာ8698ခုနှစ်မှာ Norvian Benedictine ဘုန်းကြီးရှင် Willibrord ကိုပိုဟန်မင်းစာဂီယာတစ်ကအခုခေတ်နယ်သာလန်လို့ခေါ်တဲ့ Frisian လူမျိုးတွေရဲ့ Bishop အဖြစ်ကိုယ်တလေခန့်အပ်ခဲ့နောက်ပြီးတော့အဲ့ဒီကိုယ်တလေခန့်အပ်ခြင်းခံခဲ့ရတဲ့ Willibrord ကပဲ Utrecht မှာအသင်းတော်တစ်ခုကိုတည်ထောင်ခဲ့တာဒီလိုနဲ့ဒီ Frisian ဘီရင် Yevold က916နဲ့919ဂျားကာလမှာခရီးယန်ဗိမာဌာနတွေအများကြီးကိုဖျက်ဆီးပစ်တဲ့အခါမှာ Willibrord ရဲ့လက်ရာတွေထဲကအများစုကဖျက်သိမ်းခံခဲ့ရတော့တယ်ပေါ့ဒီလိုနဲ့အဲ့ဒီနောက်မှာအင်္ဂလိပ်သာသနာပြုအဖွဲ့ဖြစ်တဲ့ Boniface ဟာ Willibrord ကိုကူညီဖို့အတွက်ရောက်လာခဲ့တယ်ပေါ့ပြီးတော့သူက Frisia မှာအသင်းတော်တွေပြန်လည်ထူထောင်ဖို့နဲ့ဒီဂျာမနီကရှင်းအောင်လူမျိုးတွေရဲ့ဒေသတွေမှာတရားဒေသနာဆက်လက်ဟောပြောဖို့အတွက်ဆောင်မခဲ့တယ်ပေါ့ဒါပေမဲ့ Boniface ကတော့8954ခုနှစ်မှာအသက်ခံခဲ့ရပါတယ်။ Okay နောက်တစ်ခုကတော့ Scandinavia ဆိုတဲ့အပိုင်းမှာScandinavia မှာခရီးယန်သနာပြုလုပ်ငန်းတွေစတင်ခဲ့တာကတော့ဒီ Bremen Archbishop Ansgar ရဲ့လက်ထက်ကပါနောက်ပြီးတော့သူ့ကိုတနည်းအားဖြင့်မြောက်ပိုင်းစေတမန်လို့လည်းခေါ်ဆိုကြပါတယ်ဒီခရီးယန်ဘက်ကိုယိမ်းတဲ့ Justin ဘီရင် Haile Clark လက်ထက်820ကိုပတ်ဝန်းကျင်လောက်မှာဒေသခံ Albanian လူမျိုးတွေက
Angus ကိုဖုန်းတော်ကြီးအဖွဲ့တစ်ခုနဲ့အတူ Daymat Jaslan ကိုဆေးလို့ခဲ့ဒီလိုနဲ့နောက်နှစ်ကြာတဲ့အခါမှာဘရင် Hayalak ကိုနန်းချမောင်းထုတ်လိုက်တယ်အဲ့နောက်မှာပဲ Ansgar ကဂျာမနီကိုပြန်လာခဲ့ပြီးတော့တနာပြုလုပ်ငန်းကလည်းတစိမ့်တဒေတာလောက်ပဲအောင်မြင်ခဲ့ပါတယ်ပြီးတော့ဒီ Ansgar ကသူ့လက်ထောက်ဒေတာစာကြီးယဟန် Westman နဲ့အတူဆွီဒင်နိုင်ငံမာလိုင်ရေကန်ပေါ်ကဘီယာခါကို AD 829မှာတွားခဲ့ပါတယ်နောက်ပြီးတော့အဲ့ဒီဒေတာ AD 831မှာဘရင်မိုင်ဗနာဒင်းဟာဂီယာအပါဝင်ဖျားကြောင့်အသင်းငယ်လေးတစ်ခုကိုဖွဲ့စည်းနိုင်ခဲ့ကြတော့တယ်ပေါ့သာသနာပြောင်းလဲတာဟာအရန်ကိုနှေးကွေးခဲ့ပါတယ်ဒါမဲ့နောက်ပိုင်း AD 1000ခေတ်ကာလဒိန်းမတ်ကစိန့်ကနုတ်လေးနဲ့နော်ဝေးက Olaf တစ်တို့လိုမင်းတွေလက်ထက်ရောက်သွားတဲ့အခါမှာစကင်ဒီနေဗီးယန်တွေကခရီးယန်သာသနာတစ်ခုဒီးနဲ့သာပြည့်နေသွားခဲ့တော့တယ်ဗျAD 836မှာတော့ကွန်စတန်တီနိုဘယ်ကတင်းအုပ်ဆရာတော်ဟာစိန့်စီရဲနဲ့စိန့်မက်သိုဒီယပ်စ်တို့ကိုဆာလာဘတ်တွေစီကိုခရီးယန်သာသနာပြုဖို့ဆေးလို့ခဲ့ပါတယ်နောက်ပြီးတော့အဲ့သူတို့နှစ်ဦးကပဲတမာကျမ်းစာကိုဆာလာပိုနစ်ဘာသာစကားနဲ့ပြန်ဆိုခဲ့ကြတာပါစလာဗစ်ဘာသာနဲ့ဝေးပြူတာကဂရီဩဇာကြီးစိုးတဲ့နိုင်ငံတွေထဲကိုမလန်းမိုးအောင်ကာကွယ်ပေးနိုင်တယ်လို့ယုံကြည်နေပါတယ်။ဒါကြောင့်ဘရင်ကဖိတ်ခေါ်လိုက်တော့မက်သိုဒီယပ်စ်ရဲ့တပည့်တွေဖြစ်ကြတဲ့ဒီရှင်ကလီမင့်ဘူဂေရီးယားတော်ဝင်မျိုးနယ်ကရှင်နမ်နဲ့ရှင်အန်ဂျလာရာစ်တို့ဟာဘူဂေရီးယားကိုပြန်ရောက်လာခဲ့ကြပါတော့တယ်။ဒီလိုနဲ့တိတ်မကြခင်မှာပဲမက်သိုဒီယပ်စ်ရဲ့တပည့်တွေကအလုပ်ဖြစ်သွားကြတယ်ပေါ့။1893ခုနှစ်မှာသူတို့ဟာနောင်လာမဲ့စလတ်ဘူဂေရီးယားဖုန်းတော်ကြီးတွေအတွက်ဂလာဂိုလက်တစ်အခရာနဲ့တမန်ကျမ်းစာဆိုင်ရာစာအုပ်တွေကိုပြင်ဆင်ပြီးတော့စနစ်တကျအေးဆွဲနိုင်ခဲ့ကြတယ်။နောက်ပြီးတော့ဂရီဖုန်းတော်ကြီးတွေကိုလည်းနှင်ထုတ်လိုက်ပြီးတော့စလာဗစ်ဘာသာစကားကိုပဲချားရဲ့တရားဝင်ဝေပြုစာနဲ့နိုင်ငံတော်ရဲ့ရုံးသုံးဘာသာစကားအဖြစ်သတ်မှတ်လိုက်ကြပါတော့တယ်။နောက်တစ်ခုကတော့ Rus လူမျိုးတွေရဲ့ဘဝတာပြောင်းလဲပုံဆိုတဲ့အကြောင်းပါ။ဘူဂေရီးယားလူမျိုးတွေခရီးယန်ဘာသာပြောင်းလဲတာအောင်မြင်သွားတော့ဒီအရှေ့ဘက်ကတခြားစလာဗ်လူမျိုးတွေကိုလည်းဘာသာပြောင်းမှုအတွက်တွန်းအားတစ်ခုဖြစ်လာခဲ့တယ်ပေါ့။Rus လူမျိုးတွေဆိုတာကအခုခေတ်ဒီဘယ်လာတို့ရုရှားနဲ့ရုစင်းတနည်းအားဖြင့်ယူကရိန်းလူမျိုးတွေရဲ့မူလာဘိုးဘွားတွေပဲဖြစ်ပါတယ်AD 17ရာစုအလယ်ပိုင်းလောက်မှာတော့ရုရှားဒီဘူဂေရီးယားဆာဘီးယားအပါအဝင်ရှေးအောင်စလတ်ကဘာတစ်ခုလုံးနီးပါးဘိုင်ဇန်တိုင်းခရီးယန်သနာကိုကူးပြောင်းကိုးကွယ်လာခဲ့ကြပါတော့တယ်ဒီAD 989ခုနှစ်မှာခီယက်မြို့ကဗလာဒီမာဘီရင်နှစ်ချင်းခံတာဟာရိုးရာအစဉ်လာရရုရှားနိုင်ငံတစ်ခုလုံးဘာသာပြောင်းလဲခြင်းအစလို့သတ်မှတ်ကြတယ်သူနှစ်ချက်ခံတော့ကဘိုင်ဇန်တိုင်းအေဂရီဒီဘတ်စန်နီရဲ့ညီမတော်မင်းသမီးအင်တာနဲ့တပြိုင်နဲ့လက်ထပ်ခဲ့ပါတယ်။ဒါမဲ့အဲ့ဒီအဖြစ်ပြက်မတိုင်ခင်နှစ်ပေါင်းများစွာခရဲကခီယန်နဲ့ဂျော်ဂျီယာတို့မှာခရီးယန်သာသနာပြန့်နှံ့နေပြီဆိုတဲ့အထောက်အထားတွေလည်းရှိနေပါတယ်။အခုခေတ်မှာတော့ရုရှားအော်တိုဒေါ့ချက်ဟာအော်တိုဒေါ့ချက်အားလုံးထဲမှာအကြီးဆုံးတစ်ခုဖြစ်နေပြီပေါ့။ Okay နောက်တစ်ခုကတော့ရုပ်ထုကိုးကွယ်မှုစန့်ကျင်ရေးဆိုတဲ့အပိုင်းမှာ AD ရာစုမှာဒီမွတ်စလင်တွေကိုစန့်ကျင်တိုက်ခိုက်တဲ့စစ်ပွဲတွေကြောင့်စီးရဲချင်းတွေတော်တော်လေးဆိုးဝါးလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအရှေ့ပိုင်းဘိုင်ဇန်တိုင်းခရီးယန်ချမှာရုပ်ထုကိုးကွယ်တာကိုအပြစ်တင်တဲ့လှုပ်ရှားမှုတစ်စတင်ဖြစ်ပေါ်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ AD 926ကနေ930အတွင်းမှာဘိုင်ဇန်တိုင်းအေဂရီလီယို3ကကွန်စတန်တီနိုဘယ်နန်းတော်ရဲ့ချဝင်ပေါက်မှာထားရှိထားတဲ့ယေရှုရဲ့ရုပ်ထုကိုဖယ်ရှားဖို့အမိန့်ပေးခဲ့ပါတော့တယ်။နောက်ပြီးတော့အဲ့ဒီနေရာမှာလောဘကတ်တိုင်ကိုအစားထိုးလိုက်တယ်ပေါ့။ဒါဟာခရစ်တော်ရဲ့မိသားစုသူတော်စင်တွေနဲ့တမန်ကျမ်းစာတွေကမြင်ကွင်းတွေကိုပုံနဲ့ရုပ်ထုတွေပြုလုပ်ပြီးကိုယ်စားပြုတာကိုတားမြစ်တဲ့အမိန့်တွေဇက်တိုက်ချမှတ်ခဲ့ခြင်းရဲ့အစပါပဲ။ဒီနောက်တိုင်းမိုယဟန်မင်းဂရီဂိုရီ3ကတော့ယောမမြို့မှာတန်ခါရနာ2ကြိမ်ကျင်းပပြီးတော့လီယိုရဲ့လောက်ရက်တွေကိုပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပါတယ်။ဒါပေမဲ့ AD 954ခုနှစ်မှာလီယိုအုပ်ချုပ်တဲ့နေမြေကဟန်ရီယာမှာလှုပ်တဲ့တန်ခါရနာကြီးကတော့ရုပ်ထုကိုးကွယ်တဲ့အလေးထားခရီးယန်ဘာသာရဲ့မူရင်းမဟုတ်ဘူး။ဒါကြောင့်မှားယွင်းတဲ့အယူဆပဲဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်အဲ့လှုပ်ရှားမှုကြောင့်ခရီးယန်ချတွေရဲ့တန်းကြပြီးဖြစ်တဲ့အမှုပညာလက်ရာပေါင်းများစွာဖျက်ဆီးခံခဲ့ရပြီးတော့ဘာသာရေးဆိုင်ရာသမိုင်းဝင်အမွေအနှစ်တွေကလည်းဆုံးရှုံးခဲ့ရပါတော့တယ်။အဲဒီကတည်းကနောက်ပိုင်း AD 988ခုနှစ်မှာလှုပ်တဲ့တရမအကျဉ်းမြောက်အသင်းတော်ပုံစံတန်ခါရနာကြီးကတော့ရုပ်ထုကိုးကွယ်မှုစန့်ကျင်ဝါဒကိုယ်တိုင်ကမှားယွင်းတဲ့အယူဆပဲလို့သတ်မှတ်လိုက်ပါတော့တယ်။ဒါမဲ့ AD 815ကနေ842လောက်မှာတော့အဲ့လှုပ်ရှားမှုကနည်းနည်းပါးပါးပြန်ပြီးတော့အားကောင်းလာခဲ့ပါသေးတယ်။ Okayနောက်တစ်ခုကတော့ဘုန်းကြီးကျောင်းပြင်ပြောင်းလဲလှုပ်ရှားမှုဆိုတဲ့အကြောင်းပါAD 600ဆိုနောက်ပိုင်းမှာအနောက်တိုင်းကဘုန်းကြီးကျောင်းအများစုဟာဘီနီဒစ်စတင်းပုံစံကိုပဲလိုက်နာလာကြပါတယ်သူတို့ကပိုပြီးတင်းကျပ်တဲ့သစ္စာပြုမှုတွေကိုချမှတ်ပြီးတော့ပြုပြင်ထားတဲ့ဘီနီဒစ်တင်းစင်းရင်းတွေကိုကျင့်သုံးခဲ့ကြပါတယ်အဲ့ဒီထဲကမှဒီခလန်နီဖျားကျောင်းဟာ AD ရာစုနောက်ပိုင်းမှာအနောက်တိုင်း6လောကရဲ့အဓိကအုပ်ဆောင်သူဖြစ်လာပါတော့တယ်နောက်ပြီးတော့ခလန်နီဘုန်းကြီးတွေရဲ့အည်သွေးမြင်မာမှုကြောင့်သူတို့ဟာနိုင်ငံတကာအစ်စ်မီနိုင်ငံရေးကျွမ်းကျင်သူတွေဖြစ်လာခဲ့ကြပါတယ်အဲ့ဒီကျောင်းတော်ကဥရောပမှာအခမ်းအနားဆုံး
လေးစားခံရသောနဲ့အပြည့်စုံသောဘုံကြောင့်တစ်ခုဖြစ်လာခဲ့တယ်ပေါ့။အဲဒီကတည်းကသူတို့ကကြီးမားတဲ့အဖွဲ့အစည်းတစ်ခုကိုထူထောင်ခဲ့ပြီးတော့အဲ့ဒီအဖွဲ့အစည်းမှာကလန်တွေရဲ့ဘုံတော်ကြီးကိုကူညီဖို့အတွက်ဌာနခွဲခေါင်းဆောင်တွေပါဝင်ခဲ့ကြပါတယ်။တကယ်တော့ကလန်တွေရဲ့လှုပ်ရှားမှုဟာဘုံလူတွေနဲ့တခြားဘုံတော်ကြီးတွေရဲ့စွတ်ဖက်မှုမရှိဘဲနဲ့ပုတ်ဟမ်းမင်းကိုပဲတိုက်ရိုက်တာဝန်ခံရမယ်ဆိုတဲ့အချက်ကိုအဓိကထားတာပါ။အဲ့ချက်က Norman Chuck ပေါ်မှာပါတက်ရောက်မှုရှိခဲ့တယ်ပေါ့။ဒီတက်ကမှဒီ Clanny Chuck ရဲ့ဩဇာအာဏာအထွန်းတောက်ဆုံးအချိန်ကတော့80ရာစုဒုတိယပိုင်းကနေ12ရာစုအစောပိုင်းအထိပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ Sister Dian လှုပ်ရှားမှုပါပဲ။နောက်တဲ့ဘုန်းကြီးကျောင်းပြည်ပြောင်းလဲလိုင်းတစ်ခုကတော့ Sister Dian လှုပ်ရှားမှုနဲ့အတူပေါ်ပေါက်လာခဲ့တာပါ။ပထမဆုံး Sister Dian ဘုန်းကြီးကျောင်းကို1089ခုနှစ်မှာ Molesme က Robert ဟာ City of ဘုန်းကြီးကျောင်းမှာတည်ထောင်ခဲ့ပါတယ်။သူတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ခရီးယန်ဘဝရဲ့အနှစ်သာရကိုစိတ်ဗီနီဒစ်ရဲ့ဥပဒေအတိုင်းပဲတင်းတင်းကြပ်ကြပ်ပြန်ပြီးတော့ကျင့်သုံးဖို့ပါပဲ။ဒါကြောင့်ပဲ Sister Dian ဘုန်းကြီးတွေကစိတ်ဗီနီဒစ်ခေတ်ကဘဝပုံစံတိုင်းအတိအကျပြန်ပြီးနေထိုင်မှုစူးစမ်းခဲ့ကြလို့ခေတ်နဲ့အညီတိုးတက်ပြောင်းလဲမှုတွေကိုလက်မခံတယ်လို့ဖြစ်နေခဲ့ပါတယ်။တကယ်တော့သူတို့ကမူလာစီကန်းပေါင်တွေထက်တောင်ပိုပြီးတော့တင်းကျပ်ခဲ့ကြတာပါ။ဒီထဲမှာအဲ့ပြောင်းလဲမှုရဲ့ထူးခြားတဲ့အချက်ကတော့ကာယလုပ်သားတွေကိုအလေးထားခဲ့တယ်ဆိုတဲ့အချက်ပါ။အထူးသဖြင့် Sister Dian ဘုန်းကြီးတွေရဲ့ဘဝအဓိကအစိပ်ပိုင်းအဖြစ်တဲ့လေယာလုပ်ငန်းကိုပါအမြတ်တနိုးထားခဲ့ကြတာမျိုးပေါ့။ဒီလိုနဲ့အချိန်တိုလေးအတွင်းမှာပဲစီယွန်နဲ့မက်သိုဒီးယားစ်ရဲ့တပည့်တော်တွေဟာအနာဂတ်စလက်ဘူဂေရီယန်ဘုန်းတော်ကြီးအဖွဲ့ကိုကလာဂိုလက်တက်စ်အခရာအတွင်းမှာရောတမန်ကျမ်းစာဆိုင်ရာပြဋ္ဌာန်းစာအုပ်အတွင်းမှာပါပြင်ဆင်ထိစားဖို့အတွက်အကူအညီပေးခဲ့ပါတော့တယ်။နောက်ပြီးတော့ဘူဂေရီးယားကိုလည်းတင်းဟုတ်ဆရာပိုင်းဒေတာအဖြစ်ကွန်စတန်တီနိုဘယ်က945မှာတရားဝင်အတိမတ်ပြုပေးခဲ့တယ်ပေါ့။ဒီဆာဗီးယားကိုတော့1345ခုနှစ်မှာအတိမတ်ပြုပေးခဲ့ပြီးတော့ရုရှားကိုတော့1989ခုနှစ်မှာအတိမတ်ပြုခဲ့တာကိုတွေ့ရပါတယ်။ဒါမဲ့အဲ့ဒီတိုင်းပြည်တွေဟာဒီလိုသတ်မှတ်တဲ့အချိန်မတိုင်ခင်နှစ်ပေါင်းများစွာကလေးကဘာသာကူးပြောင်းပြီးသားဖြစ်နေခဲ့တာပါ။တကယ်တော့စလာဗစ်အရှေ့ဘက်တောင်ဘက်ပိုင်းကိုသာသနာပြုတဲ့လုပ်ငန်းကအကြီးကျယ်အောင်မြင်မှုကိုရရှိခဲ့တာပါ။ဘာဖြစ်လို့လဲဆိုတော့သာသနာပြုလုပ်ငန်းတွေဟာမူလဌာနတိုင်းသားဘာသာတွေကိုပဲသုံးခဲ့ကြလို့ပါ။ဒီထက်ပိုပြီးတော့ပြောဖို့လိုတာကအဲ့ဒီဘာသာစကားတွေကိုရောမဖုံးတော်ကြီးလက်ခံထားတဲ့လက်တင်ဘာသာစကားထက်ရောဂရိဘာသာထက်ပါပိုပြီးဦးစားပေးခဲ့ကြလို့ပါ။နောက်တစ်ခုကတော့ Great Moravia သို့သာသနာပြုအဖွဲ့ဆိုတဲ့အကြောင်းပါ။ဒီ Great Moravia ရဲ့ဘုရင်လည်းဖြစ်ဒီထင်ရှားရဲ့မော်စရာကြီးလည်းဖြစ်တဲ့ Radisla ဟာဒီဘရန်တိုင်းကိုမိုရာဗီယာလူမျိုးတွေစီမှာဒီသူတို့ရဲ့ကိုယ်ပိုင်ဘာသာစကားနဲ့ဟောပြောနိုင်မဲ့ဓမ္မဆရာတွေကိုဆေလိုပေးဖို့အတွက်မြစ်တာရိုက်ခံခဲ့ပါတယ်။အဲ့ဒီအခါမှာဘိုင်ဇန်တိုင်းအီဂရစ်မိုက်ကယ်3ဟာကွန်စတန်တိန်နဲ့မက်သိုဒီးယားညီကို2ယောက်ကိုရွေးချယ်ခဲ့တာပေါ့။နောက်ပြီးတော့သူတို့ရဲ့မိခင်ကဒီတတာလောနိတ်မျိုးဒေတာကဆလာဗစ်လူမျိုးဖြစ်တဲ့အတွက်ညီကို2ယောက်လုံးဟာအရက်ဒေတာတုံးဆာလာနိုဝေးဘာသာစကားကိုကျမ်းကျင်စွာပြောဆိုနိုင်ခဲ့ကြပါတယ်။အဲ့လိုနဲ့အဲ့ဒီသာသနာပြုအဖွဲ့ဟာချက်ချင်းလက်ငင်းပဲစီလစ်စာပေအခရာကိုတည်ထွင်ခဲ့ပြီးတော့ကျမ်းစာနဲ့ဖျားရှိခိုးစာတွေကိုဆလာနိုဝေးဘာသာကိုပြန်ဆိုပေးခဲ့ကြတာပါ။နောက်ပြီးတော့အဲ့ဒီဆလာဗစ်အသုံးအနှုန်းကနေပဲဆလာနိုဝေးအသင်းတော်ရဲ့မူလအခြေခံဖြစ်လာခဲ့တာပေါ့။ဒီလိုနဲ့နောက်ပိုင်းမှာတော့အဲ့ဒါကဆလာနိုဝေးအသင်းတော်အဖြစ်ဆင်ကဲဖြစ်လာခဲ့ပြီးတော့အဲ့ဒီဘုံဖျားရှိခိုးစာဒီဘာသာစာပေကိုရုရှားအော်တိုဒေါအသင်းတော်နဲ့တခြားဆလာဗစ်ခရီးယန်အသင်းတော်တွေကဆက်လက်သုံးစွဲနေတဲ့ဖြစ်လာခဲ့ပါတော့တယ်။ကျွန်တော်ခုနပြောခဲ့တဲ့စာပေအရှေ့ပိုင်းနဲ့တောင်ပိုင်းကိုသဒ္ဒနာပြုတဲ့အဖွဲ့တွေဟာလက်တင်ဂရိစာပေတွေထက်ဒေသခံဘာသာစကားတွေကိုအသုံးပြုခဲ့တဲ့အတွက်အကြီးကျယ်အောင်မြင်မှုရခဲ့တယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ Great Moravia မှာတော့ကွန်စတန်တိန်နဲ့မက်သိုဒီးယားစ်တို့ဟာအနောက်ပိုင်းဒါမှမဟုတ်အသင်းတော်ရဲ့လက်တင်ဌာနကိုကိုးစားပြုတဲ့ဂျာမန်သဒ္ဒနာပြုအဖွဲ့တွေနဲ့ပတ်ပင်တိုးခဲ့ကြရပါတယ်။ကြတော့အဲ့ဒီဌာနခွဲတွေဟာမြတ်သောရောမအင်ပါယာကိုချားလ်မိန်ကထူထောင်ခဲ့တာဖြစ်လို့အသားပေးကိုးစားပြုတဲ့အပြင်ဘာသာစကားယဉ်ကျေးမှုတွေဟာတပြေးညီတသားတွေဖြစ်အောင်ပင်မလက်တင်ကိုဘုံသုံးဖို့အတွက်တရားဝင်လှုံ့ဆော်ခဲ့ကြတဲ့အသင်းတွေပါ။ဒါကြောင့်ပဲသူတို့ဟာလက်တင်ဘုရားရှိခိုးစာကိုပဲသုံးဖို့လုပ်ခဲ့ကြပြီးတော့မိုရာဗီယာနဲ့ဆလာဗစ်လူမျိုးတွေဟာသူတို့ပိုင်ဆိုင်တဲ့သာသနာပြုရာနယ်မြေတွေဖြစ်တယ်လို့ပဲမြင်ခဲ့ကြပါတယ်။လွန်တဲ့ထိဒ္ဓရင်ဆိုင်မှုပဋိပက္ခတွေတိုးလာတဲ့အခါမှာညီနောင်နှစ်ဦးဖြစ်တဲ့ကွန်စတန်တိန်နဲ့မက်သိုဒီးယားစ်တို့ဟာခရီးယန်တွေကြားမှာအသင်းပင်ကွဲပြားတာကိုမလိုလားခဲ့တာကြောင့်သူတို့ကဘုံဟမ်းမင်းကိုတွေးဆောင်ဖို့နဲ့သာသနာပြုနယ်တွေမှာသာသနာပြုအဖွဲ့တွေကြားမှာခိုင်ရန်ဖြစ်ပေါ်တာမျိုးတွေကိုရှောင်ကျဉ်မှုအတွက်သဘောတူညီမှုရရှိဖို့ရောမကိုဟီးထွက်ခဲ့ကြပါတော့တယ်။နောက်ပြီးတော့ကွန်စတန်တိန်ဟာဒီရောမမှာရှိတဲ့ဘုန်းကြီးကျောင်းတစ်ကျောင်းကိုဝင်ပြီးတော့သူ့နာမည်ကိုစီရီလို့ပြောင်းလဲခဲ့ပါတယ်။နောက်ပြီးတော့အဲ့ဒီနာမည်နဲ့ပဲသူ့ကိုအခုချိန်ထိတည်နေကြတယ်ပေါ့ဗျာ။ဒါမဲ့မကြာခင်သတင်းတစ်ပတ်အတွင်းမှာပဲသူဟာအဲ့ဒီနေရာမှာပဲကွယ်လွန်အနေဆာရောက်သွားပါတော့တယ်။ဒီဘုံဟမ်းမင်းအင်ဒရီယန်နစ်ကတော့မက်သိုဒီးယားစ်ကိုစာမီယန်အခုဆိုရင်တော့ဒီဆာဗီယာမှာရှိတဲ့ Estrinska Metrobica ရဲ့ Architecture ဘွဲကိုချီးမြှင့်ခဲ့ပါတယ်
ပြီးတော့ဒီမိုရာဘီယာနဲ့ပင်နိုနီးယားဒေတာအားလုံးကိုစီရင်ချက်ချပိုင်ခွင့်ပေးခဲ့တယ်လို့ဆာလာနိုဘေးဘာသာစကားဖျားရှိခိုးစာတွေကိုတရားဝင်သုံးစွဲခွင့်မှာပေးရခဲ့ပြီးတော့ AD 869မှာပြန်လည်ဆေလို့ခဲ့ပါဒါပေမဲ့မကြခင်မှာပဲသူတို့ညီနောင်ကိုဖိတ်ခေါ်ခဲ့တဲ့မင်းသားဒီ Redis ကအနေအဆန်သွားပါတော့တယ်ဒါကြောင့်သူ့ကိုစက်ခံတဲ့သူကမက်တိုဒီယာစ်ကိုထောက်ခံမှုမပြုတော့တဲ့ပြဿနာတွေဖြစ်လာတယ်ပေါ့ဗျဒီလိုနဲ့ AD 890မှာတော့ဒီ Holland Bean Lewis နဲ့သူ့ရဲ့ base shot တွေဟာ Radisson တန်ခါရနာမှာမက်တိုဒီယာစ်ကိုအရရကနေချလိုက်ပြီးတော့နှစ်နှစ်ကျော်ထောင်ထဲမှာအကျဉ်းချခဲ့ကြတာပါဒီဘိုဟမ်မီဂျွန်ရှစ်ကသူ့ကိုလွတ်မြောက်ဖို့ကူညီခဲ့ပေမဲ့ဆလာနိုဝေးဖျားရှိခိုးစာသုံးစွဲတာကိုရပ်တန့်ဖို့တော့အမိန့်ပေးခဲ့ပါတယ်အဲဒီလိုနဲ့ AD 888မှာဆလာနိုဝေးစာကိုသုံးစွဲမှုကြောင့်မိစ္ဆာအဖြစ်အမှုပတ်ပြန်ပြီးတော့မက်တိုဒီယာစ်ဟာရောမကိုဆင့်ခေါ်ခြင်းခံခဲ့ရပြန်ပါတယ်နောက်ပြီးအဲ့ဒီတစ်ချိန်မှာဆိုရင်ဘိုဟမ်မီဂျွန်ဟာရှောက်လဲချက်ကိုနားလေသဘောပေါက်သွားပြီးတော့မက်တိုဒီယာစ်ကိုအမှုအားလုံးကနေလွတ်မြောက်စေခဲ့တယ်လို့ဆလာနိုဘေးစာကိုအသုံးပြုဖို့ကိုလည်းခွင့်ပြုချက်ပြန်လည်ပေးအပ်ခဲ့ပါတော့တယ်။ဒါပေမဲ့သူ့ကိုစက်ခံတဲ့ Caroline Guian Bayshore ဝေရှင်ဟာဆလာနိုဘေးဖျားရှိကိုသားတွေကိုတုတ်တင်ဖျက်ဆီးခဲ့ပြန်ပြီးတော့မက်တိုဒီယာစ်ရဲ့နောက်လိုက်တွေကိုလည်းအတင်းအကျပ်မောင်းထုတ်ခဲ့ပြန်ပါတယ်။ပြီးတော့အဲ့ဒီနောက်လိုက်တွေကအများစုဟာဆိုရင်ဆလာဗစ်စကားပြောအသင်းတော်ကိုအတိမဲ့ပြူပေးခဲ့တဲ့ဘူဂရီးယားဘုရင်ဘော်ရစ်စီမှာခုလုံသွားကြတာကိုလည်းတွေ့ရပါတယ်။အဲ့ဒီတော့ထဲမှာပဲဘိုဟမ်မင်းဂျွန်ကိုစက်ခံတဲ့သူတွေကလက်တင်ဘာသာစကားတစ်ခုတည်းကိုသာတတ်မှတ်သုံးစွဲရမယ်ဆိုတဲ့မူကိုကျင့်သုံးခဲ့ကြပြီးတော့အဲ့ဒါကနောင်ရာစုနှစ်တွေအထိပါဆက်လက်တည်ရှိနေခဲ့ရပေါ့ဗျ။ Okay ဆက်လက်ပြီးတော့ဒီစလက်နဲ့ဘူဂရီးယားတို့ရဲ့အပြောင်းလဲဆိုတဲ့အပိုင်းကိုတွားကြပါမယ်။မက်တိုဒီယာစ်ကလူတွေကိုဘာသာကူးပြောင်းမှုအတွက်စ조사နေတော့မယ်။အဲ့ဒီအချိန်မှာဘူဂရီးယားဘုရင်ဘော်ရစ်စ်ကလည်းစလာဗစ်ဘာသာနဲ့ဝေပြူတာကဂရီဩဇာကြီးစိုးတဲ့နိုင်ငံတွေထဲကိုမလန်းမိုးအောင်ကာကွယ်ပေးနိုင်တယ်လို့ယုံကြည်နေပါတယ်။ဒါကြောင့်ဘုရင်ကဖိတ်ခေါ်လိုက်တော့မက်တိုဒီယာစ်ရဲ့တပည့်တွေဖြစ်ကြတဲ့ဒီရှင်ကလီမင့်ဘူဂရီးယားတော်ဝင်မျိုးနယ်ကရှင်နမ်နဲ့ရှင်အန်ဂျလာရာစ်တို့ဟာဘူဂရီးယားကိုပြန်ရောက်လာခဲ့ကြပါတော့တယ်။ဒီလိုနဲ့တိတ်မကြခင်မှာပဲမက်တိုဒီယာစ်ရဲ့တပည့်တွေကအလုတ်ဖြည့်သွားကြတယ်ပေါ့။1893ခုနှစ်မှာသူတို့ဟာနောင်လာမဲ့စလက်ဘူဂရီးယားဖုံးတော်ကြီးတွေအတွက်ဂလာဂိုလက်တစ်အခရာနဲ့တမန်ကျန်းစာဆိုင်ရာစာအုပ်တွေကိုပြင်ဆင်ပြီးတော့စနစ်တကျရေးဆွဲနိုင်ခဲ့ကြတယ်။နောက်ပြီးတော့ဂရီဖုံးတော်ကြီးတွေကိုလည်းနှင်ထုတ်လိုက်ပြီးတော့စလာဗစ်ဘာသာစကားကိုပဲချားရဲ့တရားဝင်ဝေပြုစာနဲ့နိုင်ငံတော်ရဲ့ရုံးသုံးဘာသာစကားအဖြစ်သတ်မှတ်လိုက်ကြပါတော့တယ်။နောက်တစ်ခုကတော့ Rus လူမျိုးတွေရဲ့ဘဝတာပြောင်းလဲပုံဆိုတဲ့အကြောင်းပါ။ဘူဂရီးယားလူမျိုးတွေခရီးယန်ဘာသာပြောင်းလဲတာအောင်မြင်သွားတော့ဒီအရှိဘက်ကတခြား Slav လူမျိုးတွေကိုလည်းဘာသာပြောင်းမှုအတွက်တွန်းအားတစ်ခုဖြစ်လာခဲ့တယ်ပေါ့။Rus လူမျိုးတွေဆိုတာကအခုခေတ်ဒီဘယ်လာတို့ရုရှားနဲ့ရုစင်းအနည်းအားဖြင့်ယူကရိန်းလူမျိုးတွေရဲ့မူလာဘိုးဘွားတွေပဲဖြစ်ပါတယ်။17ရာစုအလယ်ပိုင်းလောက်မှာတော့ရုရှားဒီဘူဂရီးယားဆာဘီးယားအပါအဝင်ရှေးအောင်စလက်ကဘာတစ်ခုလုံးနီးပါးဘိုင်ဇန်တိုင်းခရီးယန်သနာကိုကူးပြောင်းကိုးကွယ်လာခဲ့ကြပါတော့တယ်။1989ခုနှစ်မှာခီယက်မြို့ကဗလာဒီမာဘီယင်နှစ်ချင်းခံတာဟာရိုးရာအစဉ်လာရရုရှားနိုင်ငံတစ်ခုလုံးဘာသာပြောင်းလဲခြင်းအစလို့သတ်မှတ်ကြတယ်။သူနှစ်ချင်းခံတော့ကဘိုင်ဇန်တိုင်းဧကရေဒီဘတ်စန်နဲ့ရဲ့ညီမတော်မင်းသမီးအင်တာနက်တပြိုင်နဲ့လက်ထပ်ခဲ့ပါတယ်။ဒါမဲ့အဲ့ဒီအဖြစ်ပြက်မတိုင်ခင်နှစ်ပေါင်းများစွာကလေးကခီယက်နဲ့ဂျော်ဂျီယာတို့မှာခရီးယန်သနာပြန့်နှံ့နေပြီဆိုတဲ့အထောက်အထားတွေလည်းရှိနေပါတယ်။အခုခေတ်မှာတော့ရုရှားအော်တိုဒေါချက်ဟာအော်တိုဒေါချက်အားလုံးထဲမှာအကြီးဆုံးတစ်ခုဖြစ်နေပြီပေါ့။ Okay နောက်တစ်ခုကတော့ရုပ်ထုကိုးကွယ်မှုစန့်ကျင်ရေးဆိုတဲ့အပိုင်းမှာ88ရာစုမှာဒီမွတ်စလင်တွေကိုစန့်ကျင်တိုက်ခိုက်တဲ့စစ်ပွဲတွေကြောင့်စီးရဲချင်းတွေတော်တော်လေးဆိုးဝါးလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအရှေ့ပိုင်းဘိုင်ဇန်တိုင်းခရီးယန်ချမှာရုပ်ထုကိုးကွယ်တာကိုအပြစ်တင်တဲ့လှုပ်ရှားမှုတစ်စတင်ဖြစ်ပေါ်လာခဲ့ပါတော့တယ်။ဒီလိုနဲ့926ကနေ930အတွင်းမှာဘိုင်ဇန်တိုင်းဧကရေလီယို3ကကွန်စတန်တီနိုဘယ်နန်းတော်ရဲ့ချဝင်ပေါက်မှာထားရှိထားတဲ့ယေရှုရဲ့ရုပ်ထုကိုဖယ်ရှားဖို့အမိန့်ပေးခဲ့ပါတော့တယ်။နောက်ပြီးတော့အဲ့ဒီနေရာမှာလောဘကတ်တိုင်ကိုအစားထိုးလိုက်တယ်ပေါ့။ဒါဟာခရစ်တော်ရဲ့မိသားစုသူတော်စင်တွေနဲ့တမန်ကျမ်းစာတွေကမြင်ကွင်းတွေကိုပုံနဲ့ရုပ်ထုတွေပြုလုပ်ပြီးကိုယ်စားပြုတာကိုတားမြစ်တဲ့အမိန့်တွေဇက်တိုက်ချမှတ်ခဲ့ခြင်းရဲ့အစပါပဲ။ဒီနောက်တိုင်းမိုဟမ်မင်းဂရီဂိုရီ3ကတော့ရောမမြို့မှာတန်ခါရနာ2ကြိမ်ကျင်းပပြီးတော့လီယိုရဲ့လောက်ရက်တွေကိုပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပါတယ်။ဒါပေမဲ့8954ခုနှစ်မှာလီယိုအုပ်ချုပ်တဲ့နေမြေကဟိုင်ရီယာမှာလောက်တဲ့တန်ခါရနာကြီးကတော့ရုပ်ထုကိုးကွယ်တဲ့အလေးထားခရီးယန်ဘာသာရဲ့မူရင်းမဟုတ်ဘူး။ဒါကြောင့်မှားယွင်းတဲ့အယူဆပဲဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။အဲ့လှုပ်ရှားမှုကြောင့်ခရီးယန်ချတွေရဲ့တန်းကြပြီးဖြစ်တဲ့အမှုပညာလက်ရာပေါင်းများစွာဖျက်ဆီးခံခဲ့ရပြီးတော့ဘာသာရေးဆိုင်ရာသမိုင်းဝင်အမွေအနှစ်တွေကလည်းဆုံးရှုံးခဲ့ရပါတော့တယ်။အဲ့ဒီကတည်းကနောက်ပိုင်း988ခုနှစ်မှာလုပ်တဲ့တရမအကျဉ်းမြောက်အသင်းတော်ပုံစံတန်ခါရနာကြီးကတော့
ရုပ်ထုကိုယ်ကမှုစံညင်ဝါဒကိုယ်တိုင်ကမှားယွင်းတဲ့အယူဆပဲလို့သတ်မှတ်လိုက်ပါတော့တယ်ဒါမဲ့ AD 815ကနေ842လောက်မှာတော့အဲ့လိုကြောင့်မှုကနည်းနည်းပါးပါးပြန်ပြီးတော့အားကောင်းလာခဲ့ပါသေးတယ်။ Okay နောက်တစ်ခုကတော့ဘုန်းကြီးကျောင်းပြင်ပြောင်းလဲလှုပ်ရှားမှုဆိုတဲ့အကြောင်းပါ။ AD 600ဆိုနောက်ပိုင်းမှာအနောက်တိုင်းကဘုန်းကြီးကျောင်းအများစုဟာBenedictine ပုံစံကိုပဲလိုက်နာလာကြပါတယ်။သူတို့ကပိုပြီးတင်းကျပ်တဲ့သစ္စာပြုမှုတွေကိုချမှတ်ပြီးတော့ပြုပြင်ထားတဲ့ Benedictine စည်းမျဉ်းတွေကိုကျင့်သုံးခဲ့ကြပါတယ်။အဲ့ဒီထဲကမှဒီ Cluny ဘုရားကျောင်းဟာAD ဆရာစုနောက်ပိုင်းမှာအနောက်တိုင်း Charles လောကရဲ့အဓိကအုပ်ဆောင်သူဖြစ်လာပါတော့တယ်။နောက်ပြီးတော့ Cluny ဘုန်းကြီးတွေရဲ့အည်သွေးမြင်မာမှုကြောင့်သူတို့ဟာနိုင်ငံတကာအဆင့်မီနိုင်ငံရေးကျွမ်းကျင်သူတွေဖြစ်လာခဲ့ကြပါတယ်။အဲ့ဒီကျောင်းတော်ကဥရောပမှာအခမ်းအနားဆုံးအလေးစားခံရဆုံးနဲ့အပြည့်စုံသောဘုန်းကြီးကျောင်းတစ်ခုဖြစ်လာခဲ့တယ်ပေါ့။အဲဒီကတည်းကသူတို့ကကြီးမားတဲ့အဖွဲ့အစည်းတစ်ခုကိုထူထောင်ခဲ့ပြီးတော့အဲ့ဒီအဖွဲ့အစည်းမှာ Cluny ရဲ့ဘုန်းတော်ကြီးကိုကူညီဖို့အတွက်ဌာနခွဲခေါင်းဆောင်တွေပါဝင်ခဲ့ကြပါတယ်။တကယ်တော့ Cluny ရဲ့လှုပ်ရှားမှုဟာဘုံလူတွေနဲ့တခြားဘုန်းတော်ကြီးတွေရဲ့စွတ်ဖက်မှုမရှိဘဲနဲ့ပုပ်ဟမ်းမင်းကိုပဲတိုက်ရိုက်တာဝန်ခံရမယ်ဆိုတဲ့အချက်ကိုအဓိကထားတာပါ။အဲ့အချက်က Norman Chuck ပုံမှာပါတက်ရောက်မှုရှိခဲ့တယ်ပေါ့။ဒီထဲကမှဒီ Cluny Chuck ရဲ့ဩဇာအာဏာအထွန်းတောက်ဆုံးအချိန်ကတော့AD 10ရာစုဒုတိယပိုင်းကနေ12ရာစုအစောပိုင်းအထိပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ Sister Dian လှုပ်ရှားမှုပါပဲ။နောက်တဲ့ဘုန်းကြီးကျောင်းပြင်ပြောင်းလဲလိုင်းတစ်ခုကတော့ Sister Dian လှုပ်ရှားမှုနဲ့အတူပေါ်ပေါက်လာခဲ့တာပါ။ပထမဆုံး Sister Dian ဘုန်းကြီးကျောင်းကိုAD 1089ခုနှစ်မှာ Molesme က Robert ဟာCity of ဘုန်းကြီးကျောင်းမှာတည်ထောင်ခဲ့ပါတယ်။သူတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ခရစ်ယာန်ဘဝရဲ့အနှစ်သာရကိုစိတ်ဗီနီဒစ်ရဲ့ဥပဒေအတိုင်းပဲတင်းတင်းကြပ်ကြပ်ပြန်ပြီးတော့ကျင့်သုံးဖို့ပါပဲ။ဒါကြောင့်ပဲ Sister Dian ဘုန်းကြီးတွေကစိတ်ဗီနီဒစ်ခေတ်ကဘဝပုံစံတိုင်းအတိအကျပြန်ပြီးနေထိုင်မှုစူးစမ်းခဲ့ကြလို့ခင်းတဲ့အညီတိုးတက်ပြောင်းလဲမှုတွေကိုလက်မခံတယ်လို့ဖြစ်နေခဲ့ပါတယ်။တကယ်တော့သူတို့ကမူလာစီကန်းပေါင်တွေထက်တောင်ပိုပြီးတော့တင်းကျပ်ခဲ့ကြတာပါ။ဒီထဲမှာအဲ့ပြောင်းလဲမှုရဲ့ထူးခြားတဲ့အချက်ကတော့ကာယလုံသားတွေကိုအလေးထားခဲ့တယ်ဆိုတဲ့အချက်ပါ။အထူးသဖြင့် Sister Dian ဘုန်းကြီးတွေရဲ့ဘဝအဓိကအစိပ်ပိုင်းအဖြစ်တဲ့လေယာလုပ်ငန်းကိုပါအမြတ်တနိုးထားခဲ့ကြတာမျိုးပေါ့။ Okay ဆက်လက်ပြီးတော့ခရစ်ယာန်သာသနာပြုပြင်ပြောင်းလဲမှုဖုံးနှောင်းရာစကားခိုင်းများနဲ့ဗိသိက်ပေးခြင်းဆိုင်ရာအငင်းပွားမှုတွေစီကိုဆက်သွားကြပါမယ်။ပထမအဆုံးအနေနဲ့ဖုံးနှောင်းရာစကားခိုင်းများပေါ်ပေါက်လာခြင်းဆိုတာနဲ့စတင်ကြပါမယ်။ဥရောပခေတ်လေသာသနာပြုပြင်ပြောင်းလဲရေးတတိယအဆင့်မှာမေဒီကင်းဒီဖုံးနှောင်းရာစကားအုပ်စုများကအရေးပါတဲ့အပြောင်းလဲတွေကိုတည်ဆောက်ပေးခဲ့ကြတယ်။ဒီဖုံးနှောင်းရာစကားယဟန်တွေကိုရေဘူးရာအဖြစ်ဒေတာစာယဟန်များအဖြစ်လူတီများပါတယ်။သူတို့ကဝင်းနေမင်းတဲ့ချက်တွေရှိတဲ့ဘုန်းကြီးကျောင်းတွေမှာပဲနေထိုင်တဲ့သာသနာရေးအဖွဲ့ဝင်တွေဖြစ်ပင်ပဲလေဘုန်းကြီးကျောင်းတွေထဲမှာပဲတတိပုဂ္ဂလကျင့်ဆောင်နေတိုင်းကျင့်ထက်လူကြားထဲမှာခရစ်ယာန်သာသနာပြုခြင်းကိုပို့ပြီးတော့အလေးထားကြတယ်ပေါ့ဒီတရားဟောပြောတာသာသနာပြုလှုပ်ရှားတာတွေအလူဒဏ္ဍနဲ့ရိုကြိုးကာရဝရှိစေခြင်းစားတဲ့ရိုးရရင်ကျေးမှုတွေဒုနေချင်းကဲ့သို့သောပညာရေးဝန်ဆောင်မှုတွေကိုလည်းဆောင်ရွက်ခဲ့ကြပါတယ်အဲဒီကတည်းက12ရာစုအစပိုင်းမှာစိန့်ဖရန်စစ်ရဲ့နောက်လိုက်တွေကFranciscan အုပ်စုကိုတည်ထောင်ခဲ့ကြပြီးတော့အဲ့နောက်မှာတော့စိန့်ဒိုမနစ်က Dominican အုပ်စုကိုစတင်ခဲ့ရပေါ့နောက်ပြီးအဲ့လိုသာသနာပြုပြင်ပြောင်းလဲလှုပ်ရှားမှုတွေရှိနေချိန်မှာပဲအသင်းတော်ရဲ့အာဏာကိုစိန်ခေါ်တဲ့အရေးကြီးတဲ့ပြိပခါတစ်ခုလည်းပေါ်ပေါက်လာခဲ့ပါတယ်အဲ့ဒါကတော့ဒီဗိသိက်ပေးခြင်းဆိုင်ရာအငင်းပွားမှုတွေပါပဲဥရောပအလယ်ခေတ်မှာဖြစ်ပွားခဲ့တဲ့ဗိသိက်ပေးခြင်းဆိုင်ရာအငင်းပွားမှုတွေကဓမ္မစရိယတွေနဲ့ဘာသာရေးဆိုင်ရာလှုပ်ဆောင်အင်အားတို့အကြောင်းမှာထင်ရှားတဲ့ပြိပခါတစ်ခုဖြစ်လာခဲ့ကြအဲ့ဒီရာက AD 17ရာစုမှာရောမအသင်းတော်မြတ်က Henry IV နဲ့ပုပ်ဂရီဂိုရီခွန်တို့အကြားဘသူက Bishop များကိုခန့်အပ်မလဲဗိသိက်သုံးပေးမလဲဆိုတဲ့အငင်းပွားမှုကနေစတင်ခဲ့တာပါတကယ်တော့ဗိသိက်ပေးခြင်းဆိုတာကဘယင်တွေအတွက်ကအင်မတန်အရေးကြီးရဲ့ဗျဘာကြောင့်လဲဆိုတော့အဲ့ဒီ Bishop တွေကသူတို့ပိုင်တဲ့မြေတွေကနေအခွန်တွေကိုသိမ်းဆည်းပိုင်ခွင့်ရှိပြီးတော့သူတို့မှတရားဝင်သားသမီးမရှိတဲ့အခါမှာဒီဆုံးရင်နေရာဆက်ခံသူကိုအဲ့ဘယင်ကခန့်အပ်ပိုင်ခွင့်ရှိလို့ပါပဲအဲ့ဒီနီးလန်းနဲ့ပဲဘယင်ကသူ့ကိုတစ္ဆာရှိမဲ့ဆွေမျိုးရင်းချမိသားစုဝင်တွေကိုပြီးကျော်နေရချပေးထားပြီးတော့မိယာပိုင်ဆိုင်မှုနဲ့အာဏာကို control လုပ်ထားတဲ့သဘောပါဒါတွေပြင် Bishop အင်အားလစ်လက်နေရင်လေဘယင်ကမြေကုန်တွေကိုကောက်ခံနိုင်တာမို့လို့အဲ့ဒီဝင်ကိုပြန်မပေးဘဲနဲ့ယူထားတာတွေကလည်းလူသိရှင်ကြားအငင်းပွားစရာတွေဖြစ်လာပါတယ်အဲ့ဒါတွေအပြင်ကမှယာရုရောင်းစားခြင်းကဲ့သို့သောအကျင့်ပြတ်မှုတွေကြောင့်လည်းအတင်းတော်ကိုပြုပြင်ပြောင်းလဲလူသူတွေကဒီဗိသိက်ပေးတဲ့အစင်လာကိုအဆုံးသက်ချင်လာခဲ့ကြပါတယ်အဲ့ဒီအတွက်ပိုဟမ်မင်းဂရီဂိုရီခွန်ကဒက်ကျူဘတ်စပီကိုတတ်မှတ်ပြီးတော့ပိုဟမ်မင်းတပါးတွေကသာဘီရှော့တွေကိုခန့်အပ်ခြင်းတိတ်ခါချခြင်းတို့ကိုပြုလုပ်နိုင်တယ်လို့ကြေညာခဲ့ပါတော့တယ်သို့တော့အဲ့ဒီချမှတ်ခဲ့တဲ့အမိန့်ကို Henry IV ကဖီဆန်တဲ့အတွက်အတင်းတော်ဝင်အဖြစ်ကနေနှုတ်ထွက်ခဲ့ရပြီးတော့နေစားတော်လှန်ရေးကြီးစတင်ပေါ်ပေါက်လာခဲ့ပါတယ်အဲဒီလိုနဲ့ Henry ကနောက်ဆုံးမှာဒီတောင်မော်
ဒီ Elvine data နဲ့နင်းတော်ထဲမှာလူသိရှင်ကြားအပတ်ဖြေပြီးမှဗဟိုချုပ်ကိုင်မှုကိုလက်ခံခဲ့ရပါတယ်ဒီလိုပဲအင်္ဂလန်နိုင်ငံမှာလည်းဘင်းဟင်နရီ1နဲ့စင်တာဘရီဂိုင်းကျုပ်စိန့်အစ်မန်တို့ကြားမှာအငြင်းပွားမှုတွေဖြစ်ပွားခဲ့ပြီးတော့ဒီလန်ဒန်သဘောတူညီချက်1100ခွန်နဲ့ဖြစ်ရှင်းခဲ့ရပါတယ်အဲ့ဒီမှာဘရင်ကဘီရှော့တွေကိုခန့်အပ်ပိုင်ခွင့်ကိုစွန့်လွတ်လိုက်ပေမဲ့လည်းရွေးကောက်ခံဘီရှော့တွေကဘရင်ထံမှာတစ္ဆာခံခြင်းရန်လိုအပ်နေသေးပါပဲကျွန်းတဲ့နောက်ဆုံးမှာဒီ Rome သဘောတူညီချက်နဲ့အဆုံးသတ်ခဲ့ရမှာလော်ဂီအာနာပိုင်တွေကဗိသိက်ပင်းကြီးကိုထိန်းချုပ်ခွင့်အကျိုးကန့်သက်ခံရပေမဲ့ဘီရှော့တွေရဲ့အကြောင်းတော်ဆိုင်ရာဗထန်းချက်တွေကိုတော့လော်ဂီအာနာပိုင်တွေကသတ်မှတ်အတည်ပြုခွင့်ရှိနေသေးပဲဖြစ်ပါတယ်အဲ့ဒီဖြစ်ရှင်းမှုအရသူတို့ရဲ့သင်္ကေတလက္ခဏာတွေကလည်းပြောင်းလဲသွားခဲ့တယ်ပေါ့နောက်ပြီးတော့ဒီဘရင်တို့နဲ့ဆက်ဆက်တဲ့လော်ဂီအာနာကိုပြသတဲ့သင်္ကေတကလှန်နံဖြစ်ပြီးတော့အသင်းတော်ကခန့်အပ်ထားတဲ့နံပိုင်းဆိုင်ရာအာဏာကိုပြသတဲ့သင်္ကေတကတော့လက်စွပ်နဲ့တောင်ဝေပဲဖြစ်ပါတယ်โอเคဆက်လက်ပြီးတော့စစ်ဘက်ဆိုင်ရာဂုဏ်သိက္ခာနဲ့သူကောင်းပြုခြင်းပေါ်ထွန်းလာပုံဆိုတဲ့အပိုင်းစီကိုတွားကြမယ်ပေါ့အလဲခင်မှာမြင့်မြတ်တဲ့လူဒန်းစားကစစ်ဘက်ဆိုင်ရာကနေဆင်းသက်လာခဲ့ကြပါတယ်ဒီအလဲကဲစောပိုင်းကာလမှာဘရင်တစ်ပါးကသူရဲ့ကောင်းတို့ရဲ့တစိမ့်ကိုချိတ်ဆွဲပြီးတော့သူရဲ့အောင်မြင်တဲ့စစ်ပွဲရဲ့အတွက်ဖော်ဆောင်ထားရကနေအလဲခေတ်စီကိုတိုးတက်လာတဲ့အခါမှာအဲ့ဒီစနေကရေးမြေသခင်နဲ့တာဝန်ဝတ္တရားတို့ကိုဖော်ဆောင်ပေးတဲ့အမတ်ပညာအဖြစ်ဖွံ့ဖြိုးလာခဲ့ပါတယ်။အဲဒီဒေတာတွင်မူသားလူမျိုးမြင့်မြတ်သူများကခရီးယန်သဒ္ဒနာကိုလက်ခံလာတဲ့အခါမှာအဖိုးရဟန်းတွေကစစ်ဥပဒေတွေနဲ့ပတ်သက်တဲ့ပဋိပက္ခတွေကနေကာကွယ်နိုင်ဖို့အသင်းတော်ပိုင်းမြေအတွက်နီလန်းရှာဖွေလာခဲ့ရပါတယ်။ဒီကတစ်ဆင့်87ရာစုအစောပိုင်းမှာဘုန်းကြီးရဟန်းတွေနဲ့တောင်သူလက်သမားတွေကိုပဋိပက္ခတွေကနေကင်းဝေးစေဖို့အတွက်ကြေးရွာအတိုင်းဝိုင်းဒီဘုရားသခင်ရဲ့ငြိမ်းချမ်းရေးဆိုပြီးတော့အန်နင်းခဲ့ပါတယ်ဒီကတစ်ဆင့်နောက်ပိုင်း Cusick စစ်ပွဲတွေဖြစ်ပေါ်လာတဲ့အခါမှာဒီသူရဲကောင်းတွေကမြင့်မြတ်တဲ့အဖွဲ့တွေကိုထူထောင်လာကြပြီးတော့သူတို့မွတ်စလင်တွေကိုစန့်ကျင်ပြီးတော့ခရစ်ယာန်သနာကိုကာကွယ်ဖို့အတွက်ဘုရားသခင်ထံကနေဆင့်ခေါ်ခြင်းခံရတာဖြစ်တယ်လို့ယုံကြည်လာခဲ့ကြပါတယ်ဆက်လက်ပြီးတော့ကမ္ဘာသမိုင်းမှာအရန်ထင်ရှားခဲ့တဲ့အခုထိလည်းနှက်မိနေကြတဲ့ဖြစ်တဲ့ Cusick စစ်ပွဲဆိုတဲ့စီကိုသွားကြပါမယ်ပထမအဆုံးအနေနဲ့ Cusick စစ်ပွဲဆိုတာဘာကိုဆိုလိုတာလဲဆိုတာကိုကျွန်တော်ပြောပြချင်ပါတယ်တကယ်တော့ Cusick စစ်ပွဲတွေဆိုတာခရီးယန်သူရဲကောင်းတွေကခရီးယန်သဒ္ဒနာကိုကာကွယ်ဖို့နဲ့နယ်မြေချဲ့ထွင်မှုအတွက်ဆင်နွှဲခဲ့တဲ့စစ်ရေးပဋိပက္ခတွေဇက်တိုက်ဖြစ်ခဲ့တာကိုဆိုလိုတာပါရေဘူးရအပြင်အဲ့ဒီစစ်ပွဲတွေကပုယဟန်မင်းတွေရဲ့ထောက်ပံ့လှုံ့ဆော်မှုနဲ့မွတ်စလင်တွေကိုမြင့်မြတ်တဲ့မြေဂျေရုဆလင်ကနေမောင်းထုတ်ဖို့အတွက်ရည်ရွယ်ခဲ့ကြတာပါဒါတွေပြင်စပိန်တောင်ပိုင်းအီတလီတောင်ပိုင်းစစ်စလီကျွန်းဆွယ်တွေမှာအစ္စလမ်တပ်တော်တွေကိုစန့်ကျင်ဖို့အတွက်ကျူတိုးနဲ့သူရဲကောင်းတွေကအရှေ့ပိုင်းရှေးဟောင်းလူမျိုးများကိုတိုက်ခိုက်ခြင်းတို့ကလည်းCusick စီးရင်ထဲမှာပါဝင်ခဲ့ပါတယ်ဒါကိုလည်းထည့်ပြောဖို့လို့ပြောတာပါနောက်ပြီးဒီစတုထ Cusick လူမျိုးတချို့စစ်ပွဲတွေကတော့ခရီးယန်အချင်းချင်းမိစ္ဆာဒိဋ္ဌိဂိုင်းခွဲအဖြစ်ဆွဆွဲခံရသူတွေကိုတိုက်ခိုက်တဲ့စစ်ပွဲတွေလည်းဖြစ်ခဲ့တယ်ပေါ့ဒီ89ရာစုနဲ့100ရာစုမှာအစ္စလမ်တို့မအောင်မြင်ခင်အထိမြင့်မြတ်တဲ့မြေဂျေရုဆလင်ကရောမအင်ပါယာနဲ့ဘိုင်ဇန်တိုင်းအင်ပါယာတို့ရဲ့အစိတ်ပိုင်းတွေဖြစ်ခဲ့တာဗျဒီကတစ်စင်နောက်ပိုင်းမှာတော့စစ်ကြတက်လူမျိုးတွေကခရီးယန်ဘုရားဘူးတွေကိုပိတ်ပင်တာဘိုင်ဇန်တိုင်းတို့ကိုမင်းစီကက်စစ်ပွဲတွေမှာနှိမ်နင်းတာတွေလုပ်ခဲ့တဲ့အတွက်1088ခုနှစ်ကနေ1099ခုနှစ်အထိအီဂရိအလက်ဇန်ဒါကပုယဟန်မင်းအာဗန်နစ်ထံကနေအစ္စလမ်ကျူးကျော်မှုကိုစတင်မှုအတွက်အကူအညီတောင်းခံခဲ့ပါတယ်ဒါမဲ့ဒီပုယဟန်မင်းအာဗန်နစ်ကတော့ကျေးစားစစ်သားတွေအတွက်ငွေကြေးကိုအကူအညီပေးမယ်အစား1095နိုဝင်ဘာ29ရက်နေ့မှာကျင်းပတဲ့ဖလန်မောက်လူတို့အစည်းအဝေးပွဲကြီးမှာခရီးယန်သူရဲကောင်းတွေကိုမိမြတ်သောမြေမှမိစ္ဆာဒိဋ္ဌိများကိုချေမှုန်းမှုအတွက်ဖျားဖူးခြင်းကိုပြုလုပ်ကြဖို့ဆိုပြီးတော့ဟောပြောစည်းရုံးခဲ့ပါတယ်ပထမCusickက1099ခုနှစ်မှာဂျေရုဆလင်ကိုသိမ်းပိုက်ခဲ့ပါတယ်1145မှာတော့ဒုတိယCusickဖြစ်ခဲ့ပြီးတော့တတိယCusick1189မှာတော့ Richard Lionheart နဲ့ Saladin တို့လိုစစ်ကောင်းဆောင်တွေကြောင့်ထင်ရှားခဲ့တယ်ပေါ့ဗျာ1202ခုနှစ်မှာတော့ Innocent IIIကစတုတ္ထCusickကိုစတင်ခဲ့ပေမဲ့ဗင်နစ်တင်များရဲ့ဝင်ရောက်နှောက်ယှက်ခြင်းကိုခံခဲ့ရပြီးတော့ခရီးယန်မျိုးဖြစ်တဲ့ဇာယာကိုသိမ်းပိုက်ဖျက်ဆီးခဲ့တဲ့အတွက်ပုယဟန်မင်းကအသင်းတော်ကနေထုတ်ပယ်ခဲ့ပါတယ်နောက်ပြီးတော့အဲ့ဒီစတုတ္ထCusickဆိုတာကဒီပုယဟန်မင်းတွေကနောက်ဆုံးထောက်ပံ့ပေးခဲ့တဲ့Cusickဖြစ်ပြီးတော့နောက်ပိုင်းCusickတွေကိုတော့တတိပုဂ္ဂလများကသာအထောက်ခံခဲ့ကြပါတယ်အဲဒီတော့ねဂျေရုဆလင်ကိုခရီးယန်တွေကယာသူနှစ်တဆူနီးပါးလက်ကင်ထားနိုင်ခဲ့ကြပေမဲ့နောက်ဆုံးမှာတော့မြင့်မြတ်တဲ့မြေပေါ်ကခိုင်မာတဲ့ခရီးယန်နိုင်ငံတော်တည်ဆောက်နိုင်မှုကနေလုံးဝအုပ်တုံကြာရှုံးခဲ့ရပါတော့တယ်။နောက်ပြီးတော့အဲ့ဒါနဲ့တပြိုင်တည်းမှာပဲဥရောပတိုက်အတွင်းကိုအစ္စလမ်တွေရဲ့ဖြန့်ကျက်မှုကလည်းပြန်လည်အားကောင်းလာပြီးတော့ရာစုနှစ်တော်တော်များများချင်းချောက်မှုတစ်ခုဖြစ်ခဲ့က16ရာစုမှာဆိုလိုင်မန်ရဲ့ဝါဒဖြန့်ချီမှုနဲ့အထွတ်ထိပ်ကိုရောက်ရှိခဲ့ပါတယ်။ဒီလိုပဲတခြားတစ်ဖက်မှာဆိုရင်လည်းCusickတွေကစပိန်တောင်ပိုင်းအီတလီတောင်ပိုင်းနဲ့စစ်စလီကျွန်းတွေမှာ
အစ္စလမ်ရဲ့ဒေသရင်းဩဇာအာဏာကိုမိမ့်မိန်သွားစေဖို့အတွက်ဦးတည်ခဲ့ပြီးတော့သူတို့နဲ့သူရဲ့ကောင်းတွေကအရှေ့ဥရောပခရီးယန်ပိုင်ဆိုင်မှုတွေကိုချဲ့ထွင်ခဲ့ကြပါတယ်။ဒါတွေပြင်ဩဝါဒဆိုင်ရာတသွေးတံတမိန်ကိုထိန်းထားဖို့အတွက် Egyptian Crusade လိုမျိုးခရီးယန်တွေအချင်းချင်းတိုက်ခိုက်တဲ့ Crusade တွေလည်းဖြစ်ခဲ့ပါသေးတယ်။ Okay ဆက်လက်ပြီးတော့အလယ်ခေတ်ဝင်းနီးစရာစစ်ကြောရေးများစတင်ခြင်းဆိုတဲ့စီကိုတွားကြပါမယ်။အလယ်ခေတ်ကာလမှာရိုမန်ကက်သလစ်အသင်းတော်ကနေမိစ္ဆာအဖြစ်တမတ်သက်ပေးတဲ့ဒီကြားနာစစ်ဆေးမှုတွေဇက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ပြီးတော့အဲ့ဒီလိုမျိုးစစ်ဆေးခဲ့တဲ့အရာတွေကAD 1184ခုနှစ်ဝန်းကျင်ကစတင်ပေါ်ပေါက်ခဲ့ပြီးတော့နောက်ပိုင်း AD 1230ပြည့်နှစ်ပုပ်ဟမ်းမင်းဆိုင်ရာစစ်ဆေးရေးတွေအထိကိုပါဝင်ခဲ့ပါတယ်။နောက်ပြီးတော့အဲ့ဒီစစ်ဆေးတနည်းအားဖြင့်စစ်ကြောရေးလှုပ်ရှားမှုတွေကပြင်သစ်တောင်ပိုင်းနဲ့အီတလီမြောက်ပိုင်းကကယ်တာနဲ့ဝယ်ရင်စီယန်တို့အပါအဝင်အနောက်တိုင်းကက်သလစ်တွေကိုဥရောပအတွင်းမှာသာသနာဖြတ်မိစ္ဆာဒိဋ္ဌိတွေအဖြစ်ဆုံးဖြတ်ဖို့ရည်ရွယ်ခဲ့ပါတယ်။နောက်ပြီးတော့အဲ့ဒီဝင်းနီးစရာတွေကနောက်ပိုင်းမှာပေါ်လာမဲ့စစ်ကြောရေးတွေကပထမအဆုံးစစ်ကြောရေးတွေဖြစ်ပြီးတော့ဒီ Evigensian Crusade နဲ့ရောရှက်ပေါင်းဆက်ထားတဲ့ကြားနာစစ်ဆေးမှုတွေကတော့အောင်မြင်မှုရရှိခဲ့ပြီးတော့မိစ္ဆာဒိဋ္ဌိဆိုတဲ့ဓမ္မသက်ပေးတာကိုလည်းအဆုံးသတ်နိုင်ခဲ့ပါတယ်။ Okay ဆက်လက်ပြီးတော့တက္ကသိုလ်တွေပေါ်ပေါက်လာခြင်းဆိုတဲ့အပိုင်းစီကိုတွားကြပါမယ်။ကျွန်တော်ခုနကပြောခဲ့သလိုဘာသာရေးစစ်ကြောရေးတွေရှိနေချိန်မှာပဲပညာရေးပိုင်းမှာလည်းအကြီးအကျယ်တိုးတက်ပြောင်းလဲမှုတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒါကတော့ဒီတက္ကသိုလ်တွေပေါ်ပေါက်လာတာပဲဖြစ်တယ်ဗျ။အနောက်တိုင်းခင်မီတက္ကသိုလ်တွေကအလယ်ခေတ်အသင်းတော်နဲ့တိုက်ရိုက်ပတ်သက်မှုရှိတဲ့မူလဇင်းမြစ်ကနေစတင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီຢာတွေကမူလကကက်သဒရယ်ကျောင်းတော်များအဖြစ်စတင်ခဲ့ပြီးတော့ကျောင်းသားများအားလုံးကိုလည်းဒီဘုန်းကြီးတွေအဖြစ်သတ်မှတ်ခဲ့ပါတယ်။နောက်ပြီးတော့အဲ့ဒီအတွက်ပဲသူတို့ကအသင်းတော်ဆိုင်ရာတရားစီရင်မှုတွေမှာကာကွယ်စောင့်ရှောက်မှုတွေရရှိခဲ့ပြီးတော့အကျိုးမြတ်တွေလည်းဖြစ်ထွန်းခဲ့တယ်ပေါ့။ဒီကတည်းကကက်သဒရယ်ပညာရေးစနစ်ကအစိပ်ပိုင်းတွေတိုးချဲ့လာရာကနေကိုပိုင်ဝိဇ္ဇာသိပ္ပံအကြောင်းတွေအဖြစ်ပေါ်ထွန်းလာခဲ့ပါတယ်။အဲ့ဒီကမှအစောဆုံးကျောင်းတွေကတော့ဒီဘိုလိုနာတက္ကသိုလ် AD 1088ဒီ Oxford တက္ကသိုလ် AD 1096နဲ့ပဲရီတက္ကသိုလ် AD 1150တို့ပဲဖြစ်ကြပါတယ်။ Okay ဆက်လက်ပြီးတော့ပိုဒီယန်ဂိုင်းခွဲမှုနဲ့မဟာဂိုင်းခွဲမှုကိုဥတည်ခြင်းဆိုတဲ့စီကိုတွားကြပါမယ်။ကျွန်တော်ရှေ့ကပြောခဲ့သလိုပညာရေးပိုင်းမှာတိုးတက်နေချိန်မှာပဲဘာသာရေးအဖွဲ့အစည်းနှစ်ခုဖြစ်တဲ့အနောက်တိုင်းလက်တင်ရိုမန်ကက်သလစ်နဲ့နောက်ပိုင်းမှာအော်သိုဒေါဖြစ်လာမဲ့အရှေ့တိုင်းဘိုင်ဆန်တို့ကြားမှာဝိဝါဒကွဲပြားမှုတွေမြင့်တက်လာခဲ့ပါတယ်။ဒီAD 900စုမှာဘိုင်ဇန်တိုင်းအီဂရစ်ဖြစ်တဲ့ဒီမိုက်ကယ်3ကပိုဒီယိုစတစ်ကိုဘိုင်ဇန်တိုင်းရဲ့ဂိုင်းကျုပ်ဘုန်းတော်ကြီးယာတုခန့်အပ်ပေးခဲ့ပြီးတော့ရောမပုပ်ဟမ်းမင်းဂျွန်ဘောခွန်ကိုယာတုကနေဖြုတ်ချခဲ့ပါတယ်။အဲ့ဒီအဖြစ်အပျက်ကိုပဲပိုဒီယိုဂိုင်းခွဲမှုလို့ခေါ်ဆိုတာပဲဖြစ်ပါတယ်။အရှေ့တိုင်းကိစ္စများအပေါ်မှာပုပ်ဟမ်းမင်းရဲ့ဩဇာအာဏာကိုလက်မခံဘဲနဲ့ဒီဖိလိဥပဒေကိုလက်ခံခဲ့ပါတယ်။ပြီးတော့အဲ့ဒီဥပဒေကလက်တင်အသင်းတော်မှာနိုင်နေယူဝါဒထဲမှာထပ်ပေါင်းထည့်ခဲ့တဲ့ဩဝါဒဆိုင်ရာအငင်းပွားမှုတစ်ခုအဖြစ်လဲပါဝင်ခဲ့ပါတယ်။နောက်ပြီးတော့ပိုဒီယိုစ်ကဘူဂေရီးယားရဲ့စီရင်ထုံချမှတ်ပိုင်ခွင့်ကိုလာရောမှုပြုခဲ့ပြီးတော့နောက်ဆုံးမှာဘူဂေရီးယားဟာဘိုင်ဇန်တိုင်းဝင်ပြုခြင်းစီကိုပြန်လည်ဝင်ရောက်ခဲ့ပေမဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့တည်ရှိမှုကိုခိုင်မြဲစေခဲ့ပါတယ်။နောက်ပြီးတော့အဲ့ဒီပိုဒီယန်ဂိုင်းခွဲမှုကနေဆက်လက်ပြီးတော့ပဲAD 17ရာစုမှာရောမနဲ့ကွန်စတန်တီနိုဘယ်တို့အကြားမှာကြီးမားတဲ့ဂိုင်းခွဲမှုတစ်ခုဖြစ်ခဲ့ပြီးတော့အနောက်တိုင်းရိုမန်ကက်သလစ်နဲ့အရှေ့တိုင်းအော်သိုဒေါအဖြစ်ကွဲပြားသွားခဲ့ကြပါတယ်။အဲ့ဒီဂိုင်းခွဲရခြင်းရဲ့အဓိကအကြောင်းရင်းတွေကတော့ဖိလိဥပဒေလိုဩဝါဒဆိုင်ရာကိစ္စတွေဒီပုပ်ဟမ်းမင်းရဲ့အချောချအာဏာကိစ္စတွေနဲ့လက်တင်ဂရီးတွေကြားမှာရှိတဲ့ရိုးရာယဉ်ကျေးမှုနဲ့ဘာသာစကားဆိုင်ရာခြားနားမှုတွေကြောင့်ပဲဖြစ်ပါတယ်။ဒီတရားဝင်ဂိုင်းခွဲမှုကတော့AD 1054မှာကွန်စတန်တီနိုဘယ်သင်းအုပ်ဆရာမိုက်ကယ်ဆီယူလာရီယက်စ်ကပုပ်ဟမ်းမင်းဆိုင်ရာတဏ္ဍာန်ကိုလက်မခံဘဲနဲ့ဖီဆန်ခဲ့ရကနေဖြစ်ပေါ်ခဲ့တာပါ။နောက်ပိုင်းဒီAD 1284လီယွန်ဒုတိယသင်္ဃာယနာနဲ့1439ဘက်ဆယ်သင်္ဃာယနာတို့မှာပြန်လည်ညီညွတ်ဖို့ကြိုးပမ်းခဲ့ကြပေမဲ့အော်သိုဒေါအသင်းတစ်ခုလုံးကိုကိုစားပြုခြင်းမရှိတဲ့အတွက်အဲ့ဒီအရာကလည်းအောင်မြင်မှုမရခဲ့ပါဘူး။ဒါမဲ့အဲ့ဒီအုပ်စုနှစ်ခုစလုံးကရှေးဟောင်းအသင်းတော်ကဆင်းသက်လာကြတာဖြစ်ပြီးတော့ဘီဂျော်ရီရဲ့စက္ကန့်မှုနဲ့တိတ်ထိတင်ပေးခြင်းဟာတရားဝင်ဖြစ်တာကိုအပြန်အလှန်အတိမတ်ပြုထားခဲ့ကြပါတယ်။နောက်ပြီးတော့အဲ့ဒီနှစ်ဖက်လုံးကရောမရဲ့ဘီဂျော်တွေကကွန်ဝေးမှုဆိုင်ရာအထွတ်ထိပ်ဖြစ်တာကိုအတိမတ်ပြုခဲ့ပေမဲ့အော်သိုဒေါတွေကတော့ပုပ်ဟမ်းမင်းရဲ့အသင်းတော်ဆိုင်ရာဆုံးဖြတ်ခွင့်အာဏာအကန့်အသတ်နဲ့ဖြစ်ပြီးတော့တခြားသင်းဟုတ်ဆရာတွေရဲ့နယ်မြေကိုလွှမ်းမိုးခွင့်မရှိဘူးဆိုပြီးတော့နားလည်ထားကြပါဒီအော်သိုဒေါတွေရဲ့အမြင်အရကပုပ်ဟမ်းမင်းဆိုင်ရာစနစ်ဆိုတာကအသင်းတော်အစင်လာမှာမရှိတဲ့တအူးစံပိုင်ဘယင်စတိုင်ဖြစ်တယ်လို့ရှုမြင်ကြတာဗျဒီကတည်းကအဲ့လိုကွဲပြားမှုတွေကိုပုံမမြင့်တက်လာစေခဲ့တဲ့နောက်ဆုံးအကြောင်းရင်းတစ်ခုကတော့AD 1204ခုနှစ်ဆိုဒါကျူစိတ်စစ်ပွဲမှာကွန်စတန်တီနိုဘယ်ကိုရိုမန်ကက်သလစ်တွေကသိမ်းပိုက်ဖြိုခွဲခဲ့ခြင်းပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီခရူးစိတ်စစ်တွေကမြင့်မြတ်တဲ့ဉာဏ်စင်တော်အသင်းအပါအဝင်မြို့ကိုဖြိုခွင်းပြီးတော့လက်တင်အင်ပါယာကိုတည်ထောင်ခဲ့ခြင်းကဘိုင်ဇန်တိုင်းနဲ့အော်သိုဒေါအင်ပါယာကိုတက်တက်ကျော်လာခြင်းဖြစ်တယ်လို့ရှုမြင်ကြပါတယ်
ပြီးတော့အရှေ့တိုင်းခရီးယန်အများစုကလည်းအဲ့ဒီလောက်ရက်ကပန်းစင်တိုင်းကိုအားနည်းစေပြီးတော့နောက်ဆုံးမှာအစ္စလမ်တွေထံရှုံးနိမ့်စေဖို့အဓိကအကြောင်းရင်းဖြစ်တယ်လို့လည်းယူဆကြတယ်ပေါ့အဲဒီကစစ်နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်ဒီ2004ခုနှစ်မှာပေါ်ယမ်မင်းဂျွန်ဘောနစ်က1904ခုနှစ်ကွန်စတန်တီနိုဘယ်ကိုဖြိုခွဲခဲ့ခြင်းကိုတရားဝင်တောင်းပန်ခဲ့ပြီးတော့ကွန်စတန်တီနိုဘယ်ဂိုင်းချုပ်ကြီးကလည်းတရားဝင်လက်ခံခဲ့ပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းကနေခိုးယူခံခဲ့ရတဲ့မြင့်မြတ်တဲ့ဌာပနာတော်တွေဥစ္စာဒနာတွေကတော့ဘင်းနစ်အပါဝင်ဥရောပနိုင်ငံတွေမှာယနေ့အချိန်အထိကိုဆက်လက်တည်ရှိနေသေးပါ